ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏသံပန္နောဝိဇ္ဇာစရဏသံပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတရဒိဋ္ဌိဥစေတဒိဋ္ဌိမကညိဘေမျက်စိမပฏิပတ်ကောင်းမြတ်ဖြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရိပေမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကိတံအစိတ်လျံသည်နန္တောပဏန္ဒအင်္ဂုလိမာလာသေဇကနှင့်ပကဗျံမတတဝါတို့ကိုဒေသနာတံစိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအဒုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြမ္မာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ပေါ်သိစေတော်မူသောကြောင့်လေဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာတ်စုများကိုကာယသမုတ်အကျွန်းနှုတ်သည်တတ္တာစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥချီလက်မောကြာငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တို့တွင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတရဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမျက်စိမပฏิပတ်ကောင်းမြတ်ဖြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကေတံအစိတ်လျံသည်နန္တောပနန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြန်မာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒ္ဒတင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကို
လူနာအမြတ်တိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်သည်ဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြပုံရှိန်ကြီးမာပုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာစုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥချီလက်မောကြာငုံပြို့သောရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနာလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမေစီမပฏิပတ်ကောင်းမြတ်ဖြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေမဲ့ပြည်သို့ကြွားချီဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုဂျုံဝါကိတံအစိတ်လျံသည်နန္တောပဏန္ဒအင်္ဂုလိမာလာသေဇကနှင့်ပကပြန်မတတဝါတို့ကိုဒေသနာတံစိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအဒုမရှိလွန်ခဲ့ပြီးသောကြောင့်လေ
အနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြံမာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြည်ဖြစ်တော်မူသောကြောင့်ဤတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်ဤဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာစုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယမြည်လျက်ဥချီလက်မောကြာငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနာလူသုံးပေါင်းသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအဘုံအလုံးစုံကိုအကုန်မကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးတွင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရာဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမျက်စိမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေ
လောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကေတံအစိတ်လျံသည်နန္တောပဏန္ဒအင်ကုလိမာလသေဇကနှင့်ပကဗျမ္မတတ္တဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကျေးအောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ခဲ့ပြီးသောကြောင့်သည်အနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြမ္မာတတ္တဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်ဤတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်ဤဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာတ်စုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တာစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥချီလက်မောကြာငုံပြို့သောရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလဂုံသမာဓိဂုံပညာဂုံဝိမု ക്തി ဂုံဝိမု ക്തി ညာဏတတနာဂုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအဘုံအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15တိသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူ၏
သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတရဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမေစီမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ဘောသိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုဂျုံဝါကိတံအစိတ်လျံသည်နန္တောပဏ္ဏန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတ္တဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအဒုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြန်မာတတ္တဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်လေဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာစုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယမြည်လျက်ဥချီလက်မောကြငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်မြတ်မာနလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလဂုံသမာဓိဂုံပညာဂုံဝိမု ക്തി ဂုံဝိမု ക്തി ညာဏတတနာဂုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံမြည်တော်မူ၏
သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသောလည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရာဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမေစီမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကိတံအစိတ်လျံသည်နန္တောပဏန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြန်မာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ပေါ်သိစေတော်မူသောကြောင့်လေဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာတ်စုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယမြည်လျက်ဥချီလက်မောကြာငုံပြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝ
ဝိဇာစရဏတံပံနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနတ်လူသုံးပုံသူတို့၏ကြည်ပြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှစ်ဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏတမ္ပံနောဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတရဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမျက်စိမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကတံအစိတ်လျံသည်နန္တောပဏ္ဏန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအဒုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြမ္မာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတ်တင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်လေဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြပုံရှိန်ကြီးမာပုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓစုများကိုကာယသမုတ်အကျွန်ုပ်သည်
တတ္တာစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥချီလက်မောကြာငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနာလူသုံးပေါင်းသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိုက်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရာဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမေစီမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတာမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကိတံအစိတ်လျံသည်နန္တောပဏန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတ္တဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ခဲ့ပြီးသောကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာပြန်မာတတ္တဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ပေါ်သိစေတော်မူသောကြောင့်လေဗုဒ္ဓမြည်တော်မူ၏
သောဘဂဝါထိုအကျွန်ုပ်တို့ဤဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာတ်စုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တာစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥချီလက်မောကြာငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ပြမနာလူသုံးပုံသူတို့၏ကြည်ပြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှစ်ဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏသံပန္နောဝိဇ္ဇာစရဏသံပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရာဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမျက်စိမပฏิပတ်ကောင်းမြတ်ဖြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားကြည်ဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတာမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကေတံအစိတ်လျံသည်နန္တောပဏန္ဒအင်ကုလိမာလာသေဇကနှင့်ပကပြန်မတတဝါတို့ကိုဒေသနာတန်စိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ခဲ့ပြီးသောကြောင့်သည်အနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏
သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနတ်မြတ်မာတတ္တဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွန့်ညောင်းခရဆုံးမခံရာဆေယသခင်ဥဒိတင်ကြည်ဖြစ်တော်မူသောကြောင့်သည်တထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်သည်ဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြီးမာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓစုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယမြည်လျက်ဥချီလက်မောကြာငုံပြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်ဗျမ္မာနလူသုံးပုံသူတို့၏ကြည်ဖြူကိုရောပူဇော်အထုကိုခံထိတ်ကြောင်းဖြစ်သောအထုမရှိသောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ညာဏတတနာကုံတို့နှင့်ပြည့်စုံတော်မူသောကြောင့်လီအရဟံမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိသို့လည်းယင်သစ္စာညေယဓမ္မအပေါင်းအလုံးစုံကိုအကုန်မဲ့ကြံမြတ်ရွှေဉာဏ်ဖြင့်အမှန်တိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်စရဏအပြာ15ဒီသုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာတို့နှင့်ပြည့်စုံတော်မူသောကြောင့်လေဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာစရဏတမ္ပန္နမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်တတ္တရဒိဋ္ဌိဥစေတဒိဋ္ဌိမကညီဘေမျက်စိမပฏิပတ်ကောင်းမြတ်ပြောင်းတမ်းမကင်လန်းဖြင့်ရွှေနံပူရီပေးမဲ့ပြည်သို့ကြွားချီဆက်ရောက်တော်မူသောကြောင့်လေဒုက္ခရောဒုက္ခတမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ကာမရူပအရူပဟုလောကအပြင်ပုံတခွင်ကိုဂုံစဉ်ခပင်မကြံကျွင်းအောင်အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လေလောကဝိတုမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣ
ဣတိပိဤသို့လည်းယင်ဇာတိမံဘုံညမံဂုဏမံပလမံဣတိမံပညာမံတို့ဖြင့်မိုးစွန်ကြွားကြွားငါတကဟုကြုံဝါကေတံအစိတ်လျံသည်နန္တောပဏန္ဒအင်္ဂုလိမာလာဒေဇကနှင့်ပကဗျံမတတဝါတို့ကိုဒေသနာတံစိတ်အငြိမ်စေအမြန်ပေး၍ယင်ကြည်အောင်ပြုဆုံးမမှုဝဲအဒုမရှိလွန်ခဲ့ပြီးသောကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်လူနာဗျမ္မာတတဝါအမြတ်တောင်းထိတ်သားတို့၏ဝတ်တွားယိုပြောင်းညွညောင်းခရဆုံးမခံရာဆရာသခင်ဥဒိတင်ကြီးဖြစ်တော်မူသောကြောင့်ဤတထာဒေဝမနုဿာနံတထာဒေဝမနုဿာနမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆရာမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်သစ္စာလေးရတရားမြတ်ကိုလူနာအမြတ်သိထင်ရှားအောင်ဟောကြားထုတ်ဘောသိစေတော်မူသောကြောင့်ဤဗုဒ္ဓဗုဒ္ဓမြည်တော်မူ၏သောဘဂဝါထိုအကျွန်ုပ်တို့၏ဆေယမြတ်စွာဘုရားသည်ဣတိပိဤသို့လည်းယင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တကြည်မြတ်လာ၍လောကသုံးပါးလူအများတို့လေးစားကရုချီးပါမှုကြောင့်လည်းဘဂဝါမြည်တော်မူ၏တန်ထိုအရဟံအစဘဂဝါအဆုံးဘဝချုံမြဘုံရှိန်ကြည်မာဘုံဂုံကိုပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအဟံခန္ဓာအာယတနာဓာတ်စုများကိုကာယသမုတ်အကျွန်ုပ်သည်တတ္တစိတ်သောအာယုံပြော၍မနောဝစီကာယမြည်လျက်ဥချီလက်မောကြာငုံဖြို့သို့ရှိခိုးပါ၏အရှင်ဘုရားသာဓုသာဓုသာဓုပါဗျာ